styling မဟုတ်ဘဲနဲ့ကိုပါကိုသပင်ဖြောင်းကျင်နေတဲ့သူတွေဒါမှမဟုတ်ရင် salon ဆိုင်သွားဖို့အခက်အခဲရှိတဲ့သူတွေဖြောင်းစည်းဝယ်တဲ့အခါမှာဘယ်လိုပုံစံရွေးချယ်ရမှာလဲဖြောင်းစည်းကိုဘယ်လိုအမျိုးအစားကိုဝယ်ရမှာလဲဆိုတဲ့ရွေးချယ်နည်းလေးကိုကျွန်မပြပေးချင်တာပေါ့နော်ကျွန်မတို့သပင်ဖြောင်းတဲ့အခါမှာဖြောင်းစည်းကိုရွေးချယ်တဲ့အခါမှာဖြောင်းစည်းမှာဆိုရင်2မျိုးရှိတယ်ပေါ့နော်ဖြောင်းစည်းမှာဘယ်လို2မျိုးရှိလဲဆိုရင်ကျွန်မတစ်ဆင့်ဖြောင်းစည်းနဲ့နှစ်ဆင့်ဖြောင်းစည်းဆိုပြီးတော့ဒီလိုပုံစံမျိုးရှိတယ်ဒီလိုပုံစံမျိုးမှာကျွန်တော်တစ်ဆင့်ဖြောင်းစည်းကတော့စေးပြင်းလို့ခေါ်ပြီးတော့ style တွေကဒီတစ်ဆင့်ဖြောင်းစည်းနဲ့ပဲကျွန်တော်တို့စေးပြင်းစေးပြောပေါ့နော်လိုအပ်တဲ့အစီအစဉ်တွေဒါတွေနဲ့ကျွန်တော်တို့တစ်ဆင့်ဖြောင်းစည်းနဲ့ကိုလည်းရောစက်တယ်နှစ်ဆင့်ဖြောင်းစည်းကတော့ဘယ်လိုမျိုးလာလဲဆိုရင်သူ့ရဲ့စံသားကိုကိုင်းပြီးထားပြီးတဲ့ပုံစံနဲ့လာတယ်နှစ်ဆင့်ဖြောင်းစည်းကိုပဲကျွန်တော်တို့ဒီ style လေးမဟုတ်ဘူးဆိုရင်ကိုယ့်ကိုဖြောင်းချင်တဲ့သူတွေဆိုရင်ဒီလိုနှစ်ဆင့်ဖြောင်းစည်းကိုပဲရွေးချယ်တဲ့နဲ့နှစ်ဆင့်ဖြောင်းစည်းကတော့ဆေးပြော့အမျိုးအစားဖြစ်တဲ့အတွက်ကိုကျွန်တော်နှစ်ဆင့်ဖြောင်းစည်းကိုပဲရွေးချယ်ပေးရမယ်နှစ်ဆင့်ဖြောင်းစည်းမှာဆိုရင်ဘယ်လိုပုံစံတွေလာလဲဒီထဲမှာဆိုရင်ကျွန်တော်တို့ကမာခောက်ကျန်းပေါ့နော်မာခောက်ကျန်းဆိုတာဘယ်လိုမျိုးကိုပြောရလဲဆိုရင်ကိုယ့်ရဲ့သပင်တွေကလှိုင်းရှိတဲ့စံသားတွေပေါ့နော်ဒီလိုမျိုးလှိုင်းရှိတဲ့စံသားတွေဆိုရင်ကျွန်တော်တို့ကဆောင်းလို့လည်းခေါ်တယ်ဆေးလေးကိုကျွန်တော်တို့ကဝယ်ပေးရမယ်နောက်တစ်ချက်အနေနဲ့ကိုယ့်ရဲ့သပင်ကတော့ပုံမှန်ပဲပေါ့နော်ပုံမှန်ပဲလှိုင်းရလည်းအရန်ကြီးမရှိဘူးသပင်ရလည်းမထုမပန်းပုံမှန်ပဲဆိုရင်တော့ normal ဆိုတဲ့ဆေးအမျိုးအစားကိုကျွန်တော်တို့ကနှစ်ဆင့်ဖြောင်းစည်းရနေရွေးချယ်ပေးရမယ်နောက်တစ်ချက်ကတော့ကိုကသပင်ဖြောင်းခဲ့ဘူးတယ်ဆေးတွေလည်းစိုးခဲ့ဘူးတယ်ပေါ့နော်တစ်ချိန်နှစ်ချိန်ဒီလိုမျိုးလှုပ်ထားတဲ့အခန့်ရှိတဲ့သူဆိုရင်တော့ကျွန်တော်တို့က damage ဆိုတဲ့ဆေးဘူးမှာဆိုရင် damage ဆိုတဲ့ပါတယ်ဆေးဖြောင်းစည်းလေးနှစ်ဆင့်ဖြောင်းစည်းလေးကိုပဲရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ဒါကစင်နေတဲ့သူတွေပေါ့နော်ဖြောင်းစည်းရွေးချယ်တဲ့အခါမှာဘယ်လိုပုံစံရွေးချယ်ရမှာလဲဆိုတာကျွန်မကပြပေးတာပဲဖြစ်ပါတယ်မဟုတ်ဘူးတခြားသိချင်တဲ့အကြောင်းအရာသိချင်တဲ့အပိုင်းတွေရှိတယ်ဆိုရင်လေကျွန်မရဲ့ comment မှာမှတ်ခဲ့လို့ရတယ်လို့မျိုးကျွန်မရဲ့ TikTok message မှာလည်းအသေးစိတ်လာရောက်မှုများဆွေးနွေးလို့ရပါတယ်နော်ကျေးဇူးတင်ပါတယ်